လူတယောက်ရဲ့ bar chart ကိုကျွန်မဖတ်တယ်ဆိုတဲ့အခါမှာဥပမာကျွန်မရဲ့အတိမိတ်ဆွေ bar chart ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ client bar chart ပဲဖြစ်ဖြစ်ဒီ bar chart ကိုဖတ်ပြီးဆိုတဲ့အခါကျရင်အရေးကြီးတဲ့တနေရာကိုကျွန်မအမြဲတမ်းသွားပြီးတော့ပထမဦးဆုံးကြည့်လေရှိတယ်။အဲ့ဒီနေရာကဒီလူရဲ့ sun sign လည်းမဟုတ်ဘူး moon sign လည်းမဟုတ်ဘူး rising sign လည်းမဟုတ်ဘူးသူရဲ့ mercury လည်းမဟုတ်ဘူးသူရဲ့ mars လည်းမဟုတ်ဘူးကျွန်မဘာကိုအရင်ဆုံးသွားကြည့်လဲဆိုတော့သူ့ရဲ့ note sign ကိုကျွန်မရင်သွားကြည့်တယ်The nodes ကိုကျွန်မမပြောခင်မှာဒါကိုကျွန်မတို့က nodal axis လို့ခေါ်တယ် nodal axis ကကျွန်မတို့တွန်းနေတဲ့ကံကြမ္မာနဲ့ဆက်ဆံမှုရှိတယ်ဒီ nodal axis ကကျွန်မတို့ opposite down south axis ဆိုပြီးရှိတယ်မြောက် north axis ဆိုပြီးရှိတယ်ကျွန်တော်တို့မှာ collective nodal axis ဆိုပြီးရှိသလိုခုကြည့်နေတဲ့နော်တကဘာလုံးအလူနဲ့တနိုင်ငံလုံးသူတွေကျွန်တော်တို့ကောင်းငင်ပေါ်မှာဒီ nodal axis က sign တွေအပြောင်းလဲဖြစ်ပြီးဆိုတဲ့အခါကျရင်ကျွန်တော်တို့အခုလာမဲ့အထူးသဖြင့်18လအတွင်းမှာဘယ်လိုပုံစံနဲ့သွားမလဲဆိုတဲ့အရာကိုဘယ်တီးနဲ့သွားမလဲဆိုတဲ့အရာကိုသူကဖော်ပြလေးရှိတယ် nodal axis က18လတစ်ခါမှာသူက sign change လေးရှိတယ်အခု collected north node က Aquarius sign ကိုပြောင်းမယ် collected south node ကLeo sign ကိုပြောင်းမယ် Aquarius နဲ့ပတ်သက်တဲ့ theme တွေကကျမတို့18လအတွင်းမှာမြင်ရလိမ့်မယ်။ဒါကကျမတို့ collective energy နဲ့သက်ဆိုင်တယ်လူတွေအားလုံးနဲ့သက်ဆိုင်တယ်။ဒါပေမဲ့ကျမတို့မှာလူတိုင်းမှာကိုယ့်ရဲ့ birth chart က unique ဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့မှာ personal circle ဆိုပြီးတော့ရှိတယ်။ personal north node south node ဆိုပြီးတော့ရှိတယ်။ north node ဆိုတာဘာလဲဆိုတဲ့အခါကျဒီလူတစ်ယောက်ကသူ့ရဲ့ north node ကိုကျမသိလိုက်တယ်ဆိုတဲ့အခါမှာသူ့ရဲ့ဘဝမှာသူဘယ် direction ကိုတွန်းနေရလဲဆိုတာကျွန်မသိတယ်။သူ့ဘဝမှာအခုအချိန်မှာဘာကိုလွတ်ချရမလဲဘာကို release လုပ်ရမလဲဆိုတာကိုသူ့ရဲ့ south node sign ကိုကြည့်ပြီးတော့ကျွန်မသိတယ်။ north node sign ကိုကြည့်ပြီးတော့သူဘယ်နေရာတွေမှာ unfamiliar ဖြစ်ပြီးတော့သူနည်းနည်းလေး push လုပ်ရမယ်။သူ့ရဲ့ soul purpose ကိုသိချင်တယ်။သူရေရှည်သွားချင်တဲ့ direction ကိုသိချင်တယ်ဆိုတဲ့အခါကျရင်ဘာတွေသူ action ယူရမလဲဆိုတာကိုအဲ့ဒီ node sign ကိုသိလိုက်တာနဲ့သူ့အတွက်အဖြေချက်ချင်းကျွန်မရှာလို့တွေ့သွားနိုင်တယ်။ကိုယ့်ရဲ့ birth chart မှာရှိတဲ့ north node က it's something you are stepping into. It's your new potential. July 26 ရက်နေ့ကစပြီးတော့လာမယ့်18လအထိ north node sign က Aquarius ကိုပြောင်းမယ်။ south node sign က Leo ကိုပြောင်းမယ်။အဲ့တော့ north node က Aquarius ကိုပြောင်းနေဆိုတာဘာအဓိပ္ပာယ်လဲဆိုတဲ့အခါကျတော့ Aquarius energy က visionary သူများမမြင်တဲ့အကွက်ကို၄ကွက်၅ကွက်10ကွက်ထိပို့ပြီးတော့ကြိုပြီးတော့မြင်တတ်တဲ့ visionary တွေ Aquarius energy က Aquarius energy က very innovative တခုခုဆိုရင်တီထွင်ကြံစခြင်းနဲ့တခုဆိုသူများမလုပ်တဲ့အရာကိုလုပ်ချင်တယ် that's the Aquarius energy they can be rebellious ကျမတို့အခုသွားနေတဲ့ direction က influencer kit မဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့ community ကိုဘယ်လို build လုပ်မလဲAquarius is all about community. Aquarius all about collective energy. Aquarius all about collaboration. So အဲ့တော့ကိုက business owner တယောက်ဖြစ်တယ်စီးပွားရေးတစ်ခုလုပ်နေတယ်ဒါမှမဟုတ်ကို့မှာ personal brand ရှိတယ်ဆိုတဲ့အခါကျရင်အခုကျမတို့ upcoming 18 month မှာ social influencer ဆိုတဲ့အရာက people probably won't pay attention to it အဲ့တော့လူတွေဒီထက်ပိုပြီးတော့ community focus ကိုပိုပြီးတော့ crave လုပ်လာကြမယ် community ကိုကောင်းကောင်းမွန်မွန် support လုပ်တဲ့ builder တွေ visionary တွေ business owner တွေ CEO မျိုးတွေပိုပြီးတော့ထွက်ပေါ်လာလိမ့်မယ်။ဘာကြောင့်လဲတော့မသိဘူးလူတော်များများက nodal axis ကိုတိတ်ပြီးတော့အလေးပေးပြီးတော့ပြောလို့မရှိဘူး။ကျွန်မသင်နေတဲ့ teaching တွေမှာဆိုတဲ့အခါကျရင်ဒီ nodal axis ကအရင်အရေးကြီးတယ်။ client chart ကိုတွားကြည့်လိုက်ပြီဆိုတဲ့အခါကျရင်ဒီ nodal axis ကိုကြည့်လိုက်တာနဲ့ကျွန်မအဖြေတွေအများကြီးရှာတွေ့သွားတယ်။ကျောင်းနဲ့ကျောင်းနဲ့မတူနိုင်ဘူး။တချို့ကိုယ့်ရဲ့ note sign က Aries ဖြစ်မယ် Taurus ဖြစ်မယ် Libra ဖြစ်မယ် Aquarius ဖြစ်မယ် Leo ဖြစ်မယ်ပြီးတော့ तू က note sign က not note တင်မဟုတ်ဘူး south note မှာလေ signs က opposite ဖြစ်တတ်တာပေါ့နော်ကျွန်မ the note class master class မှာဒါတွေအကုန်လုံး sign အကုန်လုံးကိုကျွန်မ break down လုပ်ပေးထားတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ the nodal axis is so important so I want you to learnအားလုံးကိုကျွန်မဒါကိုသိစေခြင်းနဲ့planet သေးသေးလေးတွေကိုအရင်မပါဘူးလို့ပြောတာမဟုတ်ဘူး yes they are important အဲ့ planet သေးသေးလေးတွေမှာပဲ settle လုပ်မနေနဲ့ sun moon rising နဲ့တွေပဲကိုယ့်ဘဝကိုခြေနဲ့မနေနဲ့ you know အဓိကအရင်ရေးကြည့်တဲ့ main character nodal axis ကိုသိအောင်လုပ်ပါနော်အဲ့တော့ကျွန်မဘာလုပ်မလဲဆိုတဲ့အခါကျတော့အဲ့ဒီ nodal axis the note master class ကို
ကျမက FOC freely ပေးချင်ပါတယ်ဒီ masterclass ကကျမတို့$$88အဲ့လောက် around တန်ဖိုးလောက်ရှိမယ်ပေါ့နော်ဆိုတော့ဒီ class ကို access လိုချင်နေဆိုတဲ့အခါကျရင်ဘာလုပ်ရမလဲဆိုတော့ကျမတို့အခု upcoming မှာလာမယ့်88 Lions Gate ကို join လိုက်ရုံပဲဒီ8 Lions Gate ကလည်းကျမတို့3 weeks ကြာပါမယ်bonus 2 weeks ကျွန်မထပ်ထည့်ပေးထားတယ်အဲ့ဒီ bonus 2 weeks တင်မကဘူးကျွန်မ the note master class ကိုပါမြစ်တာလက်ဆောင်အဖြစ်ကျွန်မတို့ပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ node access ကို collectively ဒီလိုအပြောင်းလဲဖြစ်တယ်ဆိုတဲ့အခါမှာအခုကြည့်နေတဲ့သူတိုင်းကိုလည်း the notes ဆိုတာဘာလဲကိုယ့်ရဲ့ node access ကဘာလဲကိုယ့်ရဲ့ not node ကဘာမှရှိလဲကိုယ့်ရဲ့ sound node ကဘာမှရှိလဲဆိုတာကိုကျွန်မသိစေချင်တဲ့ is a game changer the notes astrology masterclass ကိုလည်းလက်ဆောင်အနေနဲ့ free access လုပ်ချင်တယ်အခုကျမတို့ upcoming မှာအသစ်လာမယ့် Lionsgate the most powerful portal of the year ကိုလည်း join ချင်တယ်ဆိုတဲ့အခါကျရင်ဒီ video ရဲ့ comment အောက်မှာ Aquarius ဆိုပြီးတော့ကျမကို comment လေးရေးထားပေးခဲ့ပါကျမချက်ချင်း message လေး invitation လေးကိုပို့ပေးလိုက်ပါမယ် I will see you very soon